အဲ့တော့ဒီမှာ Isla Evans ကတော့ဘလို့အကြံပြုထားလဲဆိုတော့ကျမတို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုမထည့်ခြင်းနဲ့ပေါ့နော်မစားစေခြင်းနဲ့ organic ဖြစ်အောင်ဂရုစိုက်တဲ့မြအရာအလုံးဒီကျမတို့ရဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်အပေါ်မှာအသုံးပြုနေတဲ့အရာတွေကိုလည်းသတိထားပြီးတော့သုံးဖို့အတွက်လိုအပ်ပါတယ်ကိုယ်ခန္ဓာကိုယ်ရဲ့ကိုမထည့်ခြင်းတဲ့အရာဆိုရင်ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာလည်းမသုံးပါနဲ့လို့သူကလည်းအကြံပြုထားပါတယ်ပေါ့နော်အဲ့တော့ကျမကိုယ်တိုင်တော့ organic ပစ္စည်းတွေသဘောကျတယ်ပေါ့နော်ဒီမှာတပင်နေစိမ့်လန်းစုပြည်တယ်နော် organic ပစ္စည်းတွေဆိုရင်အရင်သဘောကျတဲ့အထင်မှာပါတယ်ပေါ့နော်ဒါလေးလည်းသတိထားပြီးတော့သုံးတယ်ပေါ့နော်အဲဒါကြောင့်မလို့ခန္ဓာကိုယ်ရဲ့ကိုထည့်သွင်းတဲ့အရာနဲ့ခန္ဓာကိုယ်ပြင်ပမှာအသုံးပြုတဲ့ပစ္စည်းအရာပေါ်မှာ mindful ဖြစ်ပေါ့နော်သတိပြုဆင်ခြင်ကြမယ်ဆိုရင်တော့ကျမတို့ရုပ်ပိုင်းဆိုင်ရာတွေမကဘူးစိတ်ပိုင်းဆိုင်ရာကျန်းမာချမ်းသာမှုကိုပါယာနှုံးပြီးအထောက်အကူပြုပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးကိုနားထောင်ပြီးသွားပြီဆိုရင်ရှေ့ပိုင်းမှာကျမတို့ nutritional nourishment နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စားသုံးလိုက်တဲ့အစားအစာကိုအသုံးပြုလိုက်တဲ့အသားရည်တိမ်ပစ္စည်းတွေအပေါ်မှာဘယ်လောက်ထိအောင် nutritional nourishment ဖြစ်အောင်ပေါ့နော်ထိန်းဖြစ်တယ်လဲပေါ့အဲ့ဒါလေးကိုအမှတ်ပေးကြည့်ရအောင်ပေါ့နော်ဈေးကြီးတဲ့ပစ္စည်းတွေသုံးမှရမဟုတ်ဘူးလေနော်ကျမတို့ကျန်းမာစေတဲ့အရာကိုသတိထားပြီးအသုံးပြုဖို့အတွက်လိုအပ်တာပေါ့နော်အဲ့ဒါလေးတွေဘယ်လိုသတိထားဖြစ်လဲဆိုတာလေးတွေကိုတစ်ကနေ30ထိအောင်အမှတ်လေးပြန်ပေးကြည့်ရအောင်ပေါ့နော်nourishment တွေမှာနောက်ဆုံးနံပါတ်3ခုမြောက်ကကြတော့ပတ်ဝန်းကျင်ဆိုင်ရာပေါ့နော် environmental nourishment ပတ်ဝန်းကျင်ဆိုင်ရာအာဟာရဖြစ်တင်တာပေါ့နော်ကျမတို့တော်တော်များများကကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့အမြဲတမ်းဆက်ဆက်နေတာပေါ့နော်များသောအားဖြင့်ကိုယ့်ရဲ့ဖြစ်တည်မှုဒီပတ်ဝန်းကျင်ကိုပုံသွင်းပေးနေကြတာများတယ်ဒါပေမဲ့ကျမတို့အဲ့ဒါကိုသတိမထားမိတတ်ကြဘူးเนาะကျမတို့ရောက်ရှိနေတဲ့နေရာတွေကပဲကျမတို့ဖြတ်တန်းရတဲ့ဘဝတွေအပေါ်မှာလက်ဆိုင်နဲ့တက်ရောက်မှုတွေရှိစေတယ်ပေါ့ဥပမာအဖြစ်အလွယ်ကူဆုံးပြောရရင်တော့မြို့ပြနဲ့ကြီးလက်ပေါ့เนาะမြို့ပြကြီးလက်မှာနေတဲ့သူဒီကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြည်စုံလန်းဆန်းစီဖို့အတွက်သဘာဝတရားတွေနဲ့ထိတွေ့တာတွေမှာအလွယ်ကူပေမဲ့မြို့ပြမှာနေထိုင်တဲ့သူတယောက်အတွက်ဆိုရင်တော့ဒီလိုသဘာဝတရားနဲ့ထိတွေ့တဲ့အပိုင်းတွေသဘာဝရဲ့ဒီလေပတ်တဲ့စက်ဝန်းတွေနဲ့ပေါ့နော်ချိတ်ဆက်ဖို့အပိုင်းတွေကြရင်တကူးတကအချိန်ပြီးလှုပ်ဆောင်ရတာတွေရှိရပေါ့နော်အဲကြောင့်ပတ်ဝန်းကျင်နဲ့ကျမတို့ဒီခွဲခြားထားလို့မရဘူးအပြန်လဲရစ်ပတ်နှောင်ဖွဲ့နေကြတာပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ပတ်ဝန်းကျင်ဆိုင်ရာအာဟာရဖြစ်တင်းခြင်းလို့ပြောတဲ့ environmental nourishment ကလည်းအရေးကြီးတဲ့ခန္ဓာတစ်ခုအနေနဲ့ရှိတယ်ပေါ့နော်အဲ့တော့ Isla Evans ကတော့ဒီenvironmental nourishment နဲ့ပတ်သက်ပြီးတော့အဓိကကျတဲ့ကဏ္ဍ3ခုကိုသူခွဲခြားပြီးသတ်မှတ်ပေးထားတယ်ပေါ့နော်အဲ့ဒါကတော့ဘာတွေလဲဆိုရင်သဘာဝတရားဖြစ်တဲ့ nature ရဲ့ကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့ exercise ရဲ့နောက်တစ်ခုက physical space ပေါ့နော်ကိုနေထိုင်တဲ့နေရာလေးရဲ့ကိုနေရာလက်လေးကကိုဘယ်လောက်ထိ environmental nourishment လုပ်တယ်လဲပေါ့ဒီ3ခုနဲ့သူကပြောထားပါတယ်ပထမဆုံးသဘာဝတရားပေါ့နော်သဘာဝတရားလို့ပြောလိုက်ရင်တော့ကျမတို့ခုလို့နောက်ပိုင်းဆိုပြောကြတယ်မလားသဘာဝတရားနဲ့သဘာဝကြီးနဲ့ထိတွေ့ဖို့အတွက်ဘာညာစီပြောကြလေးရှိရေပေါ့နော်ကျမတို့သဘာဝတရားနဲ့ထိတွေ့ဖို့အတွက်လိုအပ်တယ်သဘာဝနဲ့အမြဲတမ်းထိတွေ့နေဖို့လိုအပ်တယ်ပေါ့အဲ့ဒါဒီအယိုးရှင်းဆုံးလုပ်နိုင်တာကတော့မြေပြင်နဲ့ထိတွေ့တာပေါ့များသောအားဖြင့်တော့ကျမတို့တိုက်ခန်းတွေမှာနေတဲ့သူဆိုရင်မြေပြင်နဲ့မထိတွေ့ဖြစ်ဘူးပေါ့နော်အဲ့တော့ကျမတို့လမ်းလျှောက်ကြမယ်အသင်းလို့ပြောတာပေါ့နော်မြေပြင်နဲ့ထိတွေ့ခြင်းဒီကျမတို့ခြေပလာနဲ့လမ်းလျှောက်လို့ရတယ်နောက်ကိုယ့်အတွက်ပေါ့နော်ဘေးကင်းလုံခြုံတဲ့နေရာမျိုးတွေစိတ်ချတဲ့နေရာမျိုးတွေဆိုရင်တော့မျက်ခင်းပြင်ပေါ်မှာလဲလျောင်းတာမျိုးလိုမျက်ခင်းပေါ်မှာထိုင်ပြီးစကားတွေပြောချတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေနဲ့ကျမတို့လုပ်လို့ရတယ်နောက်စိမ့်ဆူလန်းဆန်းတဲ့ပတ်ဝန်းကျင်တွေရှိတဲ့နေရာကိုသွားပြီးတော့ကိုနဲ့တဘာဝနဲ့ထိတွေ့ပေးတာမျိုးပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဒါပေမဲ့ဒါတွေကတသက်အချိန်ပေးနေရတာဖြစ်တယ်အဲ့ဒီအတွက်အချိန်မပေးနိုင်ပါဘူးဒီလောက်အလုပ်တွေရှုံနေတာလို့ပြောခဲ့ရင်ကျမတို့အပြင်မထွက်နိုင်ဘူးဆိုရင်ဘာလုပ်နိုင်လဲဆိုတော့အပင်စိုက်တာတွေလုပ်လို့ရပါတယ်အခုနောက်ပိုင်းတိုက်ခန်းတွေမှာဆိုရင်ဒီဝရန်တာမှာအပင်လေးတွေစိုက်လာကြတယ်ပေါ့နော်ကျမတို့အပင်လေးတွေစိုက်ထားမယ်အပင်မှာလည်းကျမတို့ပြုစုဖို့ဂရုစိုက်နဲ့လိုအပ်တဲ့အပင်ရှိသူအများကြီးဂရုစိုက်ပေးစရာမလိုတဲ့လွယ်တကူပြောရင်ပြစ်ထားလို့ရတဲ့အပင်လေးတွေရှိရလေနော်အဲ့တော့ကိုဂရုစိုက်ပေးနိုင်တော့မှုတူပြီးတော့အပင်လေးတွေစိုက်ပြိုးထားတာပေါ့ဟိုပါတော့ဝရန်တာမှာစိုက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်း indoor plant ပေါ့နော်ကိုရဲ့အိမ်တွင်းမှာပဲဖြစ်ဖြစ်ရုံခန်းတွင်းမှာပဲဖြစ်ဖြစ်ပေါ့ဒါလေးတွေကလည်းကိုသဘာဝတရားနဲ့ထိတွေ့တာမျိုးလေးတွေပဲပေါ့နော်နောက်တစ်ခုကတော့ကျမတို့ကိုလက်လှုပ်ရှားမှုပေါ့နော်ကိုလက်လှုပ်ရှားမှုဒါဒီလေ့ကျင့်ခန်းပေါ့လေ့ကျင့်ခန်းလို့ပြောလိုက်ရင်ကျမတို့ဒီသိတာတယ်နော်ဒီလေ့ကျင့်ခန်းလုပ်တဲ့နေ့နဲ့လေ့ကျင့်ခန်းမလုပ်တဲ့နေ့တွေမှာကိုယ့်ရဲ့စိတ်ကပေါ်ပါလန်းဆန်းနေတာမျိုးတွေဟာလေအဲ့တော့ကျမတို့လေ့ကျင့်ခန်းတွေလုပ်တယ်ဆိုတာတည်းစိတ်ပိုင်းဆိုင်ရာကျန်းမာချမ်းသာမှုတို့အလွန်အထောက်အကူပြုတဲ့အထက်မှာပါတယ်ကျမတို့တစ်ခါလေကြာရင်လေစိတ်တွေလွတ်ထွက်လာတဲ့အတွေးတွေလွန်နေပြီဆိုကိုလက်လှုပ်ရှားမှုတွေလုပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်နဲ့ပြန်လဲပြီးတော့ပေါ့နော်embodyပြန်ဖြစ်သွားတယ်ပေါ့နော်နောက်စိတ်ကိုလည်းပြန်လဲတည်ငြိမ်သွားစေတယ်ပေါ့
အဲ့တော့လေ့ကျင့်ခန်းမှာလည်းကျမတို့အမျိုးမျိုးပေါ့နော်ကိုယ့်ရဲ့လေ့ကျင့်ခန်းဘယ်လိုလုပ်ပေးနိုင်မလဲဥပမာအဖြစ်အသင်းလေတဲ့တွဲပြီးလုံနိုင်အောင်ကိုယ်ဒီမနေ့ခင်းပိုင်းလမ်းလျှောက်မယ်ပေါ့ဒါဒီမြေပြင်နဲ့ထိတွေ့ပြီးလမ်းလျှောက်တာလည်းဖြစ်မယ်တဘာဝနဲ့လည်းထိတွေ့နိုင်တယ်လေ့ကျင့်ခန်းလည်းပါမယ်ပေါ့နော်အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့ကျမတို့ကိုယ့်ရဲ့အိမ်ထဲမှာပဲယောဂလေ့ကျင့်တာမျိုးလုပ်မလားပေါ့နော်ကိုယ်နဲ့တင့်တော်တဲ့ကိုယ်နေရာဒေသနဲ့ပေါ့နော်ကိုယ့်ရဲ့ပြီးနိုင်တဲ့အချိန်နဲ့မူတည်တဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးကိုပြန်ပြီးရွေးချယ်လို့ရတယ်ပေါ့နော်အဲ့ဒီအပြင်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်ကျမတို့စိတ်တွေအယမ်းမွန်းကျက်လာတဲ့အခါမျိုးဆိုရင်လုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေရှိတယ်ပေါ့နော်ဒါကတော့အများစုလည်းသိကြမယ်အသက်ရှူလေ့ကျင့်ခန်းလေးပေါ့အသက်ရှူလေ့ကျင့်ခန်းလို့ပြောလိုက်တော့ကျမတို့ဟွန်းနဲ့ဆိုပြီးရှူနေတာမျိုးမဟုတ်ဘူးပေါ့နော်ကျမတို့deep breathing ပေါ့နော်ကျမတို့ဒီအသက်ကိုနှာခေါင်းကနေမှပေါ့နော်ဒီလေကိုတဝါကြီးပေါ့နော်ရှိုက်ပြီးတော့ deep and slow ပေါ့နော်ရှူလိုက်တယ်ပြီးသွားရင်ခဏအောင့်ထားပြီးတော့ပါဇက်ကနေဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်တယ်အဲ့လိုအသက်ရှူလေ့ကျင့်ခန်းလေးပေါ့နော်အဲ့တော့စိတ်တွေအယမ်းမွန်းကျက်လာတယ်ပေါ့တခါကကြာရင်ကျမတို့လုပ်ငန်းခွင်အစည်းအဝေးလိုနေရာမျိုးမှာကိုကအယမ်းစိတ်တိုးပြီးတော့တုံ့ပြန်တော့ပြန်ပြီးတော့ဒေါသထွက်တဲ့တုံ့ပြန်ပြီးတော့မယ်ဆိုရင်ကိုယ်စိတ်ကိုထိန်းထားပြီးအသက်ရှူလေ့ကျင့်ခန်းလေးနည်းနည်းလာလုပ်လိုက်ပြီးခါမှကိုယ့်ရဲ့စိတ်နဲ့ကိုယ်နဲ့ပြန်ကက်သွားပြီးဆိုခါမှအကောင်းဆုံးကင်တွေဖြည့်ရှင်းနည်းလေးတွေကိုစဉ်းစားမိသွားတတ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေပေါ့အဲ့တော့လေ့ကျင့်ခန်းလို့ပြောလိုက်ရင်တော့ကျမဆိုရင်တော့ဒီတီးတာတို့စပိန်စီယာတို့အရန်သဘောကျတယ်ပေါ့နော် Isla Evans ကတော့သူကတော့ယောဂကျင့်တာလေးကိုသဘောကျတယ်လို့ပြောထားတယ်ဒါကြောင့်မလို့ကိုယ်နဲ့အဆင်ပြေတင့်တော်တဲ့လေ့ကျင့်ခန်းလေးတွေကိုရွေးချယ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်လို့ပြောလိုက်ပြီးဆိုရင်တော့ဟာစိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ပတ်ဝန်းကျင်အရေးကြီးတယ်ဆိုတထေးတွေလိုမျိုးပင်လယ်ကမ်းခြေနေရာမှာအိမ်ကြီးအိမ်ကောင်းနေနေနေရမှာလားဆိုတော့အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးပေါ့နော်ကျမတို့ကပတ်ဝန်းကျင်ဆိုတာဒီဟိုအကြီးကျယ်ကြီးမဟုတ်ဘူးကိုနေထိုင်တဲ့နေရာလေးဘေးပတ်ဝန်းကျင်ကကိုယ့်ရဲ့ပတ်ဝန်းကျင်လေးပဲပေါ့နော်အဲ့ဒီနေရာလေးကညစ်ပတ်ရှုပ်ဖွားနေမယ်ဆိုကျမတို့လည်းစိတ်မလန်းဆန်းစေဘူးလေနော်အားကြောင့်ကိုယ့်ရဲ့နေတဲ့အလုံးနေရာလေးပဲဖြစ်ဖြစ်ကျမတို့နေထိုင်တဲ့အိမ်လေးအခန်းလေးတွေပဲဖြစ်ဖြစ်အိမ်ပတ်ဝန်းကျင်တွေပဲဖြစ်ဖြစ်ပေါ့နော်တန့်ရှင်းတက်ရက်နေမယ်နောက်အိမ်ထဲကိုဝင်လိုက်တာနဲ့အနံ့နေနမ်းနေတာမဟုတ်ဘဲနဲ့အနံ့လေးတင်းတင်းလေးဖြစ်နေမယ်ပေါ့ဒါမျိုးလေးတွေဆိုရင်ကျမတို့စိတ်တွေကမတူဘူးပေါ့နော်ကြည်နူးသွားစေတယ်ပေါ့နော်အားကြောင့်မလို့ကိုနေထိုင်တဲ့နေရာလေးကိုရဲ့ space လေးနောက်ကိုရဲ့ပတ်ဝန်းကျင်နေရာလေးကိုတန့်ရှင်းတက်ရက်အောင်နေတာလေးပဲကို environment နဲ့ nourishment လောက်တာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအပြင်ဒီလိုမျိုးနေရာရဲ့ physical ဘိုင်းနေမကပဲねကျမတို့လူတွေနဲ့ပေါ့နော်ဥပမာပြအိမ်မှာဆိုရင်မိသားစုဝင်တွေရှိမယ်အလုပ်မှာဆိုရင်လုပ်ငန်းခွင်မှာလုပ်ဖို့ခိုင်းဘက်တွေရှိမယ်သူတို့တွေနဲ့လည်းပေါ့နော်ပြေလဲလဲနဲ့တဟစာတာဖြစ်ဖြစ်ပြောဆိုဆက်သွယ်တယ်ဆိုရင်ဒါကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့လည်းကိုကအဆင်ပြေနေတာပေါ့နော်အဲ့ဒါမျိုးလေးဆိုရင်လည်းပဲဒါဒီအဲ့လိုမျိုးတိကျအချိန်ပြီးတော့တိကျ view design နဲ့ကိုပြောဆိုဆက်သွယ်မယ်ဆိုရင်လည်းဒါဒီကိုယ့်ရဲ့ environmental nourishment နဲ့မှာပါဝင်နေပေါ့အဲ့တော့ကျမတို့ဒီ environment နဲ့ nourishment ဘိုင်းမှာဆိုတော့တဘာဝတရားရဲ့ exercise ရဲ့နောက် physical space ကပေါ့နော်ဒီအပိုင်း၃ခုကိုဘယ်လောက်ထိအောင်ကိုအာဟာရဖြစ်တယ်လဲဆိုတာလေးဒီကိုဘယ်လောက်တိအောင်ဂရုတစိုက်စောင့်ရှောက်ဖြစ်တယ်လဲဆိုတာလေးဒီကို1ကနေ10တိအောင်အမှတ်လေးပြန်ပေးကြည့်ရအောင်နော်ကျမတို့ပထမဆုံးပြီးခဲ့တဲ့အမှတ်လေးနဲ့အခုပြောပြီးတဲ့နောက်မှာသိတဲ့အမှတ်လေးတွေရောကွာခြားမှုရှိသလားပေါ့ပြီးရင်ကိုပြန်စဉ်းစားကြည့်လိုက်ပေါ့တချို့ဆိုရင်တော့အမှတ်ကနေနေတာမျိုးလည်းတွေ့နိုင်တယ်ပေါ့2မှတ်3မှတ်ပေါ့တချို့ကြလည်းအမှတ်တွေကကို satisfy ဖြစ်တယ်ပေါ့နော်90ထိရနိုင်တယ်ပေါ့တချို့ကြတော့အလဲပေါ့အဲ့တော့ဒီဟာတွေဒီကျမတို့ကကိုသိပြီးသွားပြီဆိုပြန်လေပြင်တော့မယ်ပေါ့နော်ဒီရမှတ်တွေဒီကျမတို့အခုသတ်မှတ်လိုက်တာတွေဒီနောက်တစ်ချိန်လုံးတော့သတ်မှတ်ထားဖို့မဟုတ်ဘူးကျမတို့ဘယ်လိုပြန်ပြင်မလဲပေါ့ကို nourishment 3ခုထဲမှာဘယ်လိုလေးလုပ်မလဲပေါ့စာအုပ်တုပ်သွားဝယ်ပြီးပဲစာဖတ်လိုက်တော့မလားပေါ့တငယ်ချင်းနဲ့ဖုန်းဆက်ပြီးတွေးခေါ်တွေမျှဝေချတော့မလားပေါ့ကျမရဲ့နဲ့ညီညွတ်တာတွေကိုပဲကိုလုံးမလားပေါ့တဘာဝတရားနဲ့ထိတွေ့ဖို့တော့ကိုဘယ်လိုလုံးမလဲပေါ့နော်ဒါမျိုးလေးတွေနဲ့ကိုရဲ့ပုံစံလေးတွေပြန်စဉ်းစားလိုက်လို့ရတယ်ကိုပြန်လဲကောင်းမွန်အောင်ပြန်လဲပြီးတော့ပြုပြင်လို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့အနှစ်ချုပ်ရမယ်ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာအာဟာရဖြစ်တည်မှု psychological nourishment လို့ပြောလိုက်ရင်ဒီ nourishment လုပ်နိုင်ဖို့အတွက်ကျမတို့တရားထိုင်တာတွေလုပ်နိုင်ပါတယ်။နောက်စိတ်ပိုင်းဆိုင်ရာနဲ့ခံစားချက်ပိုင်းဆိုင်ရာတွေမှာပုံမကောင်းမွန်တဲ့ကျန်းမာရေးအတွက်ပေါ့နော်ပုံမကောင်းမွန်တဲ့ဒီစာတွေဖတ်တာမျိုးနောက်တခြားသော podcast တို့ YouTube တို့နားထောင်တာမျိုးပေါ့နော်နောက်အချင်းချင်း sharing လုပ်တဲ့ဟာလေးတွေမှာမျှဝေကြတာမျိုးပေါ့အဲ့ဒါမျိုးတွေနောက်ကိုဂရုစိုက်တယ်ပေါ့နော်တေချာကိုဒီ VIP ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကိုချင်းမြတ်နိုးစွာနဲ့ပေါ့နော်အရန်အရေးပေးတာမျိုးမဟုတ်ဘူးလေနော်ကိုပဲကျဲမအောင်ဂရုစိုက်တဲ့ sub care လေးတွေပေါ့နော်အဲ့ဒါလေးဘယ်လိုလုပ်နိုင်မလဲဆိုတာလေးတွေကိုတေချာလေ့လာမယ်ရင်ပွင့်တိုင်မြင်နိုင်သူတွေတငယ်ချင်းဒါမှမဟုတ်ရင်စိတ်ကူထုံပညာရှင်တွေနဲ့ဆက်သွယ်စကားပြောတာတွေဒါတွေလောက်တာဟာ psychological nourishment ဖြစ်ပါတယ်
nutritional nourishment ကတော့ကျမတို့ခန္ဓာကိုယ်တွေကိုထည့်သွင်းတဲ့အရာတွေနဲ့ကျမတို့ခန္ဓာကိုယ်ပြင်ပမှာအသုံးပြုတဲ့ပစ္စည်းတွေအပေါ်သတိပြုဆင်ခြင်ဖို့ပဲဖြစ်ပါတယ်အဓိကအားဖြင့်တော့ organic ပစ္စည်းတွေကိုသုံးပါအသီးရွက်တွေရောင်စုံပေါ့နော် colorful fruits and vegetable တွေစားသုံးနိုင်ဖို့သတိထားပြီးစားသုံးပါပေါ့နော်အထူးသဖြင့်ဒါတွေဝယ်ယူမယ်ဆိုရင်လည်းကျမတို့ဒေတာအထွက်ပေါ့နော်လေယာထွက်ကုန်ဈေးတွေထံမှာအားပေးဝယ်ယူပါပေါ့ဒါတွေဆိုရင်တို့စီရဲ့တေချာရတဲ့အတွက်ကြောင့်မလို့ organic လည်းဖြစ်နိုင်တယ်နောက်လက်ဆက်ဆက်လည်းရနိုင်တယ်သူတို့ကိုလည်းကိုယ်အားပေးရရောက်တယ်ပေါ့နော်နောက်တစ်ခု environmental nourishment အနေနဲ့ဆိုရင်တော့မြက်ခင်းမြေပေါ်မှာလဲလျောင်းတာဖနချီပလာနဲ့လမ်းလျှောက်တာမျိုးပေါ့နော်နောက်အပင်တပင်တွေဝယ်ဆိုင်တာအိမ်ဝယ်တိုင်ရှင်းရေးလုပ်တာကိုနှစ်သက်တဲ့အမွေတိုင်ပြောင်းနိုင်လေးတွေထွန်းတာမွေးစီလေးတွေထွန်းတာကိုလည်းလှုပ်ရှားမှုလုပ်တာပေါ့နော်နောက်သတိကပ်ပြီးအသက်ကိုရှူသွင်းရှူထုတ်လေ့ကျင့်ခန်းလေးတွေလုပ်တာပေါ့ကိုတခုပြောလိုက်တော့မယ်စိတ်လက်မှန်မှာလုပ်တော့မယ်ဆိုရင်သတိလေးပြန်ကပ်ပြီးတော့အသက်ရှူလေ့ကျင့်ခန်းလေးလုပ်လိုက်တာပေါ့နော်ဒါလေးတွေကဆိုရင် environmental nourishment လေးတွေဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေအားလုံးကိုကျမတို့ဒီနေ့ကနေစပြီးတော့သတိထားပြီးတော့ကိုလှုပ်လိုက်မယ်ဆိုရင်သတိထားပြီးတော့ကိုဆက်ခဲလေးလုပ်မယ်ဆိုရင်ကိုကကျမ်းမာရင်သူများကိုကျမ်းမာအောင်လုပ်ပေးနိုင်တယ်ကိုကစိတ်ချမ်းသာရင်သူများကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီဟာလေးလုပ်မယ်ဆိုရင်ကျမတို့ self nourishment လုပ်တာကိုယ့်ရဲ့ဘဝလေးကို beautiful ဖြစ်အောင်လုပ်တာ ਨੇ အတူတူပါပဲလူတွေလှုပ်ဆောင်တဲ့အခါမှာကျမတို့ကပြီးပြည့်စုံအောင်မယ်ဆိုတဲ့ perfection ကိုပဲအဓိကအာရုံမစိုက်ပါနဲ့ပေါ့နော်ကျမတို့စတင်ပြီးတော့ခြေလမ်းလေးလှမ်းပြီးလှုပ်ဆောင်နိုင်ဖို့အတွက် ਨੇ တဖြည်းဖြည်းနဲ့ပို့ပြီးကောင်းမွန်တဲ့တိုးတက်ပြောင်းလဲလာတဲ့ progress ကိုဖြစ်ဖို့ရေးကြီးတယ်ဆိုတာကိုလည်းပဲသတိထားဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျမတို့ကိုဘလို့အာဟာရဖြစ်တင်းပေးနေလဲဆိုတာကိုသတိထားပြီးတော့ပေါ့နော် view design နဲ့ပြုစုမယ်ပြီးသွားရင်အဲ့လိုကိုသတိထားသလိုကိုချစ်ရတဲ့သူတွေကိုလည်းသတိထားမယ်ပေါ့နော်ကျမတို့တင်းကျပ်တဲ့စီကံတွေကိုဒါအကြီးကိုပေါ့နော်ဘောင်ခတ်ထားမဲ့အစားပေါ့နော်ကိုအနေနဲ့လိုအပ်တဲ့ဟာလေးတွေကိုပဲသိချာ mindful ဖြစ်နေပေါ့နော်အာဟာရဖြစ်တင်းဖို့လိုအပ်ပါတယ်ဆိုတာလေးတွေကိုဒီမှာမျှဝေခြင်းပါတယ်အဲ့တော့ကျမတို့လူဆိုတာကအစင်မြေရင်းချက်ပြောင်းလဲနေကြတာမို့ကျမတို့ရဲ့ဘဝခရီးလမ်းကလည်းကျမတို့ကိုယ်တိုင်ပုံဖော်တဲ့ပကြီးကားတစ်ချက်ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ကိုရဲ့ဘဝကိုရဲ့ပကြီးကားလေးကိုအလှဆုံးပုံဖော်မလားမကောင်းတဲ့ပုံစံလေးပုံဖော်မလားဆိုတာလေကိုပုံမှာပဲမူတည်ပါတယ်အဲ့တော့ကိုယ်တိုင်ဖန်ပြီးပုံဖော်လိုက်တဲ့ပကြီးကားလေးဒီအလှပဆုံးဖြစ်ပြီးထာဝရတောက်ကနေစီဖို့အတွက်ဒီ Florist Nest YouTube channel အဖွဲ့သားတွေကနေပြီးတော့စံထားပြုပါတယ်နောက်ပေါ့နော်ဒီချစ်ရသူတွေဆက်လက်ပြီးတော့တောက်ပနိုင်ဖို့အတွက်လည်းကျမတို့ channel လေးကနေနောက်ရက်ဒီမှာ Nourish to Flourish ဆိုတဲ့ကဏ္ဍလေးကနေပြီးတော့ဆက်လက်ပြီးတော့နောက်ပိုင်း nourishment တွေတစ်ခုချင်းစီမှာဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်လို့မလို့စောင့်မျှော်အားပေးကြပါဦးเนาะကျမတို့ channel လေးကိုsubscribe လုပ်ထားပြီးတော့ကိုနှစ်သက်တဲ့ဗီဒီယိုလေးတွေရှိမယ်ဆိုရင်လည်းပဲ like and share လေးလုပ်ပေးဖို့အတွက်တောင်းဆိုပါတယ်ရှင် Nurture you are life grow you are mind flourish you are soul ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲရှင်လန်းအေးချမ်းတဲ့စိတ်ချမ်းမြေ့ရတဲ့နေ့လေးဖြစ်ပါစေရှင်